ကိုမှတ်လာလေဒီကိုပြောပြတယ်မောင်းတက်လာတဲ့ငါတို့လိုပဲအခုလို့တော့မောင်းတယ်ကျွန်တော်တို့ပဲမောင်းတယ်အခုတော့ဘယ်လိုမောင်းလဲတော့မသိဘူးလေအဲ့ကျွန်တော်တို့ကပဲမောင်းတယ်လို့အခုလို့တော့မောင်းတယ်အဲ့ဒါလေးပြောပြတာဒီမှာဘေးမှာကြာကြီးတွေ့လားကြာကြီးဘာကြာကြီးလဲသိလားကြာကြီး